ကဲအားလုံးပဲမင်္ဂလာပါဗျဒီနေ့ညနောက်ကျပွဲဖြစ်ကစားမဲ့ဆန်ဒါလန်နဲ့အာဆင်နယ်တို့ပွဲမှာအာဆင်နယ်တို့မနိုင်ဘူးလို့မန်ယူကန်နိုဝင်ဂိမ်းနဗီကခံမှန်းလိုက်ပါတယ်မန်ချက်စတာယူနိုက်တက်ကန်နိုဝင်ဂိမ်းနဗီကဒီနေ့ညရဲ့နောက်ကျပွဲဖြစ်လက်ရှိကြွေတက်နေတဲ့တန်နစ်ဆန်ဒါလန်နဲ့မှတ်ပေးစရာဦးဆောင်သူအာဆင်နယ်တို့ပွဲစဉ်မှာဆန်ဒါလန်တို့ကအာဆင်နယ်ရဲ့စံချိန်တွေကိုချိုးဖျက်ပြလိုက်မယ်လို့ပြောကြားလိုက်ပါတယ်အာဒီတာရဲ့အသင်းဟာဒီနေ့ညမှာဆန်ဒါလန်တို့ရဲ့လင်းရောက်ကွင်းမှာလက်ရှိအဆင့်လေးနေရာကဆန်ဒါလန်ကိုအနိုင်ယူပြီးအမှတ်ပေးစရာကို6မှတ်သားနဲ့ဦးဆောင်နိုင်အောင်ကြိုးစားမှာဖြစ်ပါတယ်။အာဆင်နယ်တို့ဟာပြိုင်ပွဲစုံ10ပွဲဆက်အနိုင်ရထားပြီးပေးကိုလည်း3ဂိုးသာရှိသေးတဲ့အသင်းဖြစ်ပါတယ်။ဂန်နာတွေကဆလာဗီယာပရက်စ်ကို3ဂိုးမရှိနဲ့အနိုင်ရတဲ့ပွဲစဉ်အပြီးမှာတော့10ပွဲဆက်ပေးကိုမရှိစံချိန်တစ်ရက်ကိုရရှိလို့ထားပါတယ်။ဆန်ဒါလန်ရဲ့ပွဲမှာသာဂိုးမပေးရခဲ့ရင်1903ခုနှစ်ကတင်ခဲ့တဲ့အသင်းရဲ့စံချိန်ကိုချိုးဖျက်နိုင်မှာဖြစ်ပါတယ်။ဆန်ဒါလန်တို့ကိုရာသီမစခင်ကချက်ချင်းတန်းပြန်ဆင်းမဲ့အသင်းလို့လူတွေကသတ်မှတ်ခဲ့ကြပေမဲ့အခုတော့10ပွဲကစား2ပွဲပဲရှုံးနေထားကတန်းစီစရာအစလင်းနေရာကိုရောက်ရှိလို့နေပါတယ်။ပြီးခဲ့တဲ့တပတ်ကျော်ကချယ်ဆီကိုအနိုင်ယူထားတဲ့ဆန်ဒါလန်တို့အနေနဲ့အာဆင်နယ်ကိုလည်းမှတ်ကြောက်တင်ပေးအောင်မှာဖြစ်ပါတယ်။အာဆင်နယ်အသင်းရဲ့ကစားသမားဟောင်းဂရင်းနစ်ချာကာဦးဆောင်လာမဲ့ဆန်ဒါလန်တို့ဟာအာဆင်နယ်တို့ကိုခက်တွေ့စေအောင်မှာတော့အမှန်ပါပဲ။ဂိမ်းနဗီကအာဆင်နယ်တို့ကိုဆန်ဒါလန်တို့ကအခက်တွေ့အောင်လုပ်မှာပါခင်ဗျားတို့အလင်းအောင်ကွင်းမှာဆန်ဒါလန်တို့ကို short တွက်လို့မရပါဘူးကျွန်တော်ကတော့တစ်ဖက်တစ်ကိုးကြီးတည်ကြသွားလိမ့်မယ်လို့ထင်ပါတယ်ဘာကြောင့်ဒီလိုခံမှန်းမိလဲတော့မသိပါဘူးစိတ်ထဲမှာတော့အာဆင်နယ်ကိုကြိုက်နေမိတယ်ဗျဆန်ဒါလန်တို့အိမ်ကွင်းမို့လို့ဒီလိုခံမှန်းမိတာလားမပြောတတ်ပါဘူးဆန်ဒါလန်တို့အိမ်ကွင်းကကစားခက်တဲ့ကွင်းဗျဒါကြောင့်လည်းပါမယ်ထင်ပါတယ်တစ်ဆက်ထဲမှာပဲဂိမ်းနဗီကအာဆင်နယ်ကန်နိုဝင်အီရန်ရိုက်ကို right TA မင်းတို့အသင်းနဲ့ပတ်သက်ပြီးမင်းရောဘလို့ထင်လဲမင်းအသင်းချိန်နေကောင်းမလားလို့မေးမြန်းခဲ့ရမှာအီရန်ရိုက်ကငါတို့အသင်းကလက်ရှိအကောင်းဆုံးခြေစွမ်းရှိတဲ့အသင်းမှာငါကတော့ငါတို့အသင်းက2ဂိုးလောက်တင်ပြီးအနိုင်ရသွားလိမ့်မယ်လို့ထင်ပါတယ်လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။မန်စီးတီးနဲ့လီဗာပူးတို့ထိပ်တိုက်တွေ့ဆုံလို့အမှတ်ယူရမယ်ဆန်ဒါလန်နဲ့အာဆင်နယ်ပွဲပေါ်မိတ်ဆွေတို့ရဲ့အမြင်လေးတွေရှိရင်လည်းမျှဝေပေးပါဦး။